အေးနဲ့သမင်းကြော်ပဲစားမှာပါမမေအေးဒါအနိတာကိုတေချာလေးခေါ်ရနော်အနိတာငယ်ငယ်လေးကဘေးမှာတော့တက်တာမဟုတ်ဘူးအိမ်နဲ့ကြောင်းပဲ မမပွဲလေးရောက်ပါပြီဗျာ ဒီနေရာလား အေးဟုတ်တယ် Can't keep my dick in my pants. Hey, my bitch don't love me no more. Hey, she keep me on like bro. Hey, that bitch don't wanna be friends. ဒီဒီနဲ့မင်းမရှိတော့တယ်လို့ ဘာဖြစ်လို့လဲ ဟာပြန်မယ်လေ ပြပါဦးဆက်သွားမယ် Let's go ဘယ်တော့ပြန်မယ်လို့ ဒါပစ်နော် မမေဒါဟိုဘာကြီးလဲ ဒါလေးက fish ငါးတားနော် တော်ပြီမေဒါဆော့ပဲဆော့မယ်မလုပ်ချင်တော့ ဟိုတားရဲ့ နေကောင်းလားအန်ဒီ အေးကောင်းတယ်ဒါတော့ပြင်သွားကြမလို့လား ဟုတ်တယ်အန်ဒီတားရလေအပြင်သွားမလို့ပတ်ပတ်ကိုလာခေါ်တာ အနိတာကိုတေချာလေးခေါ်ရနော်အနိတာငယ်ငယ်လေးကဘေးမှာတော့တက်တာမဟုတ်ဘူးအိမ်နဲ့ကြောင်းပဲဒါအားရမယ်ခိုးရတရားမတော့ပါဘူးနော် ဟုတ်ကဲ့ပါမမေဒါဟိုအေးနဲ့သမင်းကြော်ပဲစားမှာပါမမေ အေးဒါလေးနော် အားဆိုဒါတို့သွားတော့မယ်နော် အေးဒါလေးဟဲ့ဒါအိမ်စိဖိနေကြီးနဲ့ကွယ်လဲဝောင်း ရပါတယ်မမေဒါပဲစီးတက်လို့ပါ အေးပါအေးပါအော်ဒါဒီမှာဖုန်းကြံနေပြန်ပြီဒါရဲ့ ဟာသွားပါပြီ အော်ဒါရဲ့ခလေးလေးကြနေရပဲ ဟိုဒါအပြင်မသွားခင်မမေကိုဦးသုံးချိန်ချပါမယ်နော် ဟောအေး ဒါတို့သွားတော့မယ်နော် ရေးသားလေး အဲ့တော့သွားလိုက်ပါအောင်မယ်နော်အန်ဒီဟုတ်ဟုတ်ကဲမမပွဲလေးရောက်ပါပြီဗျာ ဒီနေရာလား အေးဟုတ်တယ်သွားလိုက်ကဲဟေး Hey, my life bitch, who is your mess? Hey, can't keep my dick in my pants. Hey, my bitch don't love me no more. Hey, she keep me out like bro. Hey, that bitch don't wanna be friends. Hey, I give her dick, she a man. Hey, she put her 10 on my dick. Hey, look at my wrist and my tag. Hey, to the booth. Hey, but that shit straight to the booth. Hey. ဟာဟာရခဏနေလေခဏနေလေအာဒီလေးနောက်ကြရတယ်နော်ဒီလေး ဟုတ်တယ်ဟိုဝင်လိုက်ဝင် ဝင်ကြီးလေး ဟာတိုက်ဟဲ့အောင်မင်းဘာလို့ခုမှလာလဲ ဒီလိုပဲနောက်ကျနေဟေး အမကြကြပြီနော်ဘယ်ကြောင်နေလဲ ဒီလိုပဲဒီဘက်မရောက်ဖြစ်တာဒါနဲ့ဟိုကောင်နေရော ပြီးလာလိမ့်မယ် โอเคသွားလိုက်အောင် အန်တာငယ်ငယ်လေးကဘေးမှာတော့တက်တာမဟုတ်ဘူးအိမ်နဲ့ကြောင်းပဲ အိမ်နဲ့ကြောင်းပဲ ဟေးဒီဒီနဲ့မင်းမရှိတော့တယ်လို့ ဘာဖြစ်လို့လဲ ဟာပြန်မယ်လေ ပြပါဦး ဟာဒီမဲ့သမင်းတော့ပဲစားပြောရလေ အဖေကောက်ပြောခဲ့လို့လဲ မင်းမေကို အဲ့ဒါပြဿနာရှိတယ်သွားမယ်ဟုတ်လား ဟေးမာသားကြီးဖုန်းဆက်အောင်လို့ ဘာလို့ဆက်မင်းဆက်လိုက်ပေါ့ ဟာအားမရှိတော့ငါဖုန်း မင်းတို့ကွာမင်းတို့ဖုန်းတွေကဒီမှာ Vivo Y90s နော်9500 mAh large battery capacity အပြည့်ပဲ အာဆက်အဲ့ဒါယူဆက်ဟာရခွန်း drone resistant armor နဲ့ကွာဘာမှမဖြစ်ဘူးဒီထဲမှာစက်မနေနဲ့ဘာမှမဖြစ်ဘူးဒါအခုဆက်သွားမယ် let's go ဘယ်တော့ပြန်မယ်လို့ဟာအဲ့ဝပြီးသေးဘူးလားလို့မဘူးနဲ့ချိန်လိုက် ဟာမလို့ဘူးဒီမှာ Vivo Y90s က dual stereo speaker နဲ့300% volume ထိရတယ်အေးဆေးပဲသွားမယ် ပြီးတော့လို့ရောက်ပြီ ဟမ် ရောက်ပြီနေရောက်ပြီ ဟောရောက်ပြီလားပြီးရောတာဘယ်အချိန်ရှိနေပြီလဲ ဟိုတာလေဟိုတာဟိုသူပဲခေါ်မသိဘူးရေ အမိုးလေးမိုး တာ့ကိုအဲ့ကြောင့်မမေကပြောတယ်အပေါင်းအသင်းကြောင့်မပြတ်စေနဲ့နော်ကိုကကောင်းနေရအောင်ဘာကိစ္စအပေါင်းအသင်းကြောင့်ပြတ်ခံနိုင်ပါလဲ အာနီမဟုတ်ဘူးအန်ဒီဒါပို့ပြီးတော့လေ ဘာမှလာပြောမနေနဲ့
ပြန်တော့နော်နောက်လဲလာမခေါ်နဲ့လာလဲမနောက်နဲ့သွား မနောက်တော့ဘူးတော်ပြီနော်တော်ပြီ တာဘာဖြစ်နေရလဲ မူးနေရလေ ဟမ် ဟာမဟုတ်ပါဘူးမမေဒါအိတ်ချင်လို့ပါမမေဒါတော့အိတ်ချင်နေပြီဒါတော့အိတ်ရကဲလိုက်ဖို့ပြပါအမလေးဆက်ပြလည်းမရှိဆက်ပြမဟုတ်ဆက်သွားပါပြီကွာရေးရေးဆိုကုန်ပြီတော်သေးတာပေါ့ Vivo Y19s က IP64 dust and water resistance ပါတဲ့အတွက်ရေဆိုလည်းဘာမှမဖြစ်ဘူး wet hand touch technology ပါတဲ့အတွက်ရေဆိုလည်းနဲ့ထိတယ် easy ပဲ နားရေဘာလုပ်နေရလဲ ဟုတ်ကဲ့ပါမမေတားလာပါပြီ